စပင်ဆေးဆိုးပြီးနောက်ပိုင်းမှာစပင်အရန်ကြုတ်ပြီးတော့ဥယျာဉ်ပြားနေပြီးတော့ပေါက်ထားရပါတယ်ဖြစ်လို့လိုင်းမမအရန်ခစ်စားနေတဲ့3 year နာဘူးလေးဝယ်ပြီးတော့ဖျန်းနေအခုဆိုဘူးကုံတော့မယ်ပေါ့နော်သူကလေသူ့ဘူးတိုင်းလို့ဖျန်းလို့ရှိရင်အရန်အကုန်မြန်တယ်ဘာလို့ဆိုတော့စိုးတွေဖျန်းတာ哦ဖျန်းလို့ကောင်းတယ်ဆိုတော့အဲ့တော့နောက်ပိုင်းကျတော့ဒီလိုမျိုးလိုဖျန်းတဲ့ဘူးလေးညှစ်ဘူးလေးတွေကိုထည့်ပြီးတော့ဖျန်းလိုက်ရအကုန်သက်သာတယ်ဒီလိုစပင်လိုက်ဖျန်းမှာတော့မဟုတ်ဘူးဒီလိုစပင်လှန်ပြီးတော့ဥယျာဉ်ပြားလေးတွေကိုဖျန်းထည့်ပေးရမှာပြီးလို့ရှိရင်အဲ့လိုခေါင်းလျှော့ကနေဆိုလို့ရှိရင်မနေ့တည်းကဖျန်းထားပြီးတော့ညနေလာကြမှာကောင်းချော်ပူတော့ကောင်းသေးရပေါ့နော်အဲ့လိုမျိုးပြီးလို့ရှိရင်အနှိပ်ပေးရဒီလိုမျိုးနှက်ပြီးတော့တခြားလေးနှိပ်ပေးလို့ရှိရင်ခေါင်းကသွေးလက်ပတ်မှုကောင်းပြီးတော့စပင်နဲ့ပတ်သက်တဲ့ပြဿနာတွေနဲ့ကောင်းတယ်လို့လိုင်းမှာတွေ့ရပေါ့နော်အဲ့နဲ့ဒီလိုနှိပ်ကြည့်ရသူများရေလို့ဒီလိုမျိုးလုပ်ကြည့်ရသူဒီဘူးကုံကနေမှာဗာတိတာလဲဆိုတော့စပင်ကလည်းထူလာတယ်ပြီးတော့စပင်ကျွတ်တာတက်တာလာတယ်ပြီးတော့စပင်ကဒူးနဲ့တယ်နဲ့ဖြစ်လာတယ်လို့ခံစားရတယ်အသိထွက်တဲ့ဟာရလေသူကလည်းသူပပရှက်လေးဖြစ်မနေပဲနဲ့လေအဲ့လိုထူထူထဲထဲဖြစ်တယ်လို့ခံစားရပါတော့နော်စပင်ကလည်းဝိတ်ရှိလာလို့ပြောလို့ရတယ်အဲဒါကြောင့်မို့ဒါလေးစမ်းကြည့်ကြပါအောင်လို့